ကဲအားလုံးပဲကျွန်တော် TikTok မှာအာသီးအောင်နေတဲ့ကိုပဒန်းဆိုတဲ့တယောက်ရှိတယ်လားဒီဘက်လူတကာပက်ပြီးလေတိုက်နေတာကျွန်တော်အလဲရောက်လာပြန်ပြီဟိုတစ်ခေါက်တော့လည်းပြောတယ်ကျွန်တော်အဲ့တော့အများနဲ့ပြောတာဆိုတော့ဘာမှမပြောရှော့ပေးလိုက်ဒီတစ်ခေါက်ဘိုင်းနေတက်တာ flat ထောင်ဘာဖြစ်ပါညာဖြစ်ပါသိရမလားအပြင်မှာထိုးပါမယ်လို့ပါတော့ကျွန်တော်ပြကိုပဒန်းအပြင်မှာထိုးကျင်တယ်ဆိုလည်းပဲရတယ်ကျွန်တော်မော်လမြိုင်လာခဲ့မယ်နော်ဒါမို့ကိုပဒန်းစောတဲ့ပဒန်းနဲ့ကျွန်တော်ချောင်းနဲ့ဘိုင်ဝမ်းချကျင်တယ်ဆိုလည်းရတယ်အချိန်မဲပြောလိုက်ညှိလိုက်ကျွန်တော်ကျုံးပေးမယ်နော်ရိုက်ပေးမယ်ကိုပဒန်းနောက်ထပ်အာမချောင်ရအောင်ကိုပဒန်းအရင်အာသီးအောင်နေတယ်ကိုပဒန်းရမ်းများသွားပြီမင်းတို့ရဲ့ flash ဆောင်ကတဲ့စင်ခေါ်လိုက်ပြီးဟဲ့အောင်ဘိုင်ဝမ်ထိုးဘောပေါလာဘိုင်ဝမ်လောကမှာငါ့ကိုနိုင်တဲ့ချောင်းပရိုပလေယာတွေမရှိသေးဘူးအဲ့ဒါမင်းတို့ flash ဆောင်ကိုပြောလိုက်နော်ဘိုင်ဝမ်ထိုးမှာဆို